ခံဒီပါရမီနဲ့ပြည့်စုံတဲ့လူတွေပဲစားနိုင်တဲ့အင်းဥပါအင်းဥကြိုက်မယ်ခံဒီပါရမီနဲ့ပြည့်စုံတဲ့လူတွေပဲစားနိုင်တယ်လို့ဘာလို့ပြောတာတုံးဆိုတော့အင်းဥကဒီလိုလေးစနစ်တကျရေးဆေးပေးရပါတယ်လို့ဒီလိုလေးစနစ်တကျမဆေးပေးဘူးဆိုရင်တဲကြိုက်ရမယ်အနေထားဖြစ်မှာအဲ့အတွက်ဒီလိုလေးစနစ်တကျလေးစိတ်ရှည်တီးခံပြီးရေဆေးရခြင်းကိုစတင်လှုပ်ဆောင်ရပါတယ်ဒါပြီးရထားလိုက်ဒါလေးကတော့ရေဆေးပြီးတဲ့ပုံစံလေးပေါ့နော်ဒီကအဲ့လိုမျိုးပြောင်းစင်နေအောင်ဆေးရပါတယ်နှလုံးမှာဒါကဲအင်းဥဆိုတာဘယ်ရတော့တော့ကျွန်တော်လည်းမသိဘူးဗျလူကြီးမိဘတွေပြောပုံဆိုပုံအရာကတော့အင်းဥဆိုတာအင်ဘက်ကလေးတွေအောက်ကနေဖက်ကနေဥလို့တော့ကြားဘူးလေခင်ဗျာဒီလိုကျက်သွန်နေလေးတွေပပလေးလှီးပြီးရမယ်ကျက်သွန်ဖြူလေးကိုထောင်းမှဖြစ်ပါတယ်လူတလောက်လေးထည့်ပါမယ်အယောင်လှစေဖို့အတွက်စနုံးမုတ်နည်းနည်းသုံးပါမယ်ပြီးဆိုတာနဲ့ပေါင်းထားတယ်ပေါင်းထားတယ်တက်တုံကြီးဒီနည်းနည်းထည့်ထားတာလေးကိုကျွန်တော်တို့အနက်လေးမှုရေးဖို့အတွက်စီတက်လိုက်ပါမယ်ကဲစီတက်တဲ့ဒီအနေထားလေးရောက်ပြီဆိုရင်ကြိတ်ထားတဲ့ခန်းညင်တီလေးနည်းနည်းထည့်လိုက်ပါမယ်သူ့ရှိအဆင်တက်လေးနည်းနည်းရရှိစေရန်အနှစ်ရရှိစေရန်ဖြစ်ပါတယ်ဒီလိုခန်းညင်တီလေးထည့်လိုက်ပြီးရင်ကျွန်တော်တို့ဒီတေချာဆေးထားတဲ့တေချာပိုင်းဖြတ်ထားတဲ့ဆိုတဲ့တကြီးလေးနဲ့ကိုက်ဖြတ်ထားတဲ့အင်းဦးလေးကိုထည့်ပြီးတော့မှပို့လိုက်ပါမယ်ဒီလေးနဲ့ထည့်လိုက်ပါဟိုလေးမီးသွားပြီနော်ဒီနဲ့ထည့်ပြီးပြီဆိုရင်ငပီလေးနဲ့သုံးပါတယ်ပါတယ်ဆိုရုံလေးသုံးလိုက်ပါတယ်ပြီးရင်ဆိုင်းညုံမလေးလိုလေးထည့်ပါတယ်မှုနေပါတယ်ဒီထည့်ပြီးတက်ပေးချလို့ရပါပြီเนาะအရသာပြည့်စုံကောင်းမွန်တဲ့အင်းဦးချက်ကလေးကိုရရှိသွားပါပြီဖြစ်ပါတယ်မနေ့ကညရင်တော့တီးစုံရေခဲမုတ်ကြော်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်